Daily Pep မြန်မာမှာကြိုဆိုလိုက်ပါတယ်။ Episode 1မှာမြောက်ကိုရီးယားဟာဘာကြောင့်ကမ္ဘာပေါ်မှာအပိတ်ဆိုးနိုင်ငံဖြစ်ခဲ့တယ်လဲဆိုတာကိုလေ့လာခဲ့ကြပါတယ်။ဒီနေ့တော့အာဖရိကတိုက်ကိုခရီးဆက်ကြရအောင်။တဘာဝရေနံအရင်းမြစ်အလွန်ပေါများပေမဲ့ပြည်သူအများစုရဲ့ဘဝကဘာကြောင့်မပြောင်းလဲခဲ့တာလဲ။နှစ်ပေါင်း40ကျော်အာဏာတည်မြဲနေတဲ့ခေါင်းဆောင်တယောက်ရဲ့နောက်ွယ်မှာဘာတွေဖြစ်ခဲ့တာလဲဒီနေ့ဒီကွေတာနီဂီရီရဲ့တမိုင်းကိုဒီလေ့လာကြရအောင်အနှစ်40ကျော်အာဏာရှင်အုပ်ချုပ်ခဲ့တဲ့နိုင်ငံကမ္ဘာပေါ်မှာတဘာဝရေနံအရင်းမြစ်အလွန်ပေါများတဲ့နိုင်ငံတစ်နိုင်ငံရှိပါတယ်ဒါပေမဲ့အဲ့ဒီနိုင်ငံကလူများစုဟာဘာကြောင့်ဆင်းရဲနေကြတာလဲအနှစ်40ကျော်အာဏာတည်မြဲနေတဲ့ခေါင်းဆောင်တယောက်ရဲ့နောက်ွယ်မှာဘာတွေဖြစ်ခဲ့တာလဲဒီနေ့အီကွေတာနီရဲ့ဂီနီရဲ့တမန်ကိုအတူလေ့လာကြရအောင်အာဖရိကတိုက်အနောက်ဘက်ကမ်းရိုးတန်းမှာလူဦးရေ1.8 သန်းဝန်းကျင်သာရှိတဲ့နိုင်ငံငယ်လေးတစ်နိုင်ငံရှိပါတယ်။အဲ့ဒီနိုင်ငံရဲ့နာမည်ကအီကွေတာနီယယ်ဂီနီဖြစ်ပါတယ်။နိုင်ငံအကျယ်ဝန်းမကြီးပေမဲ့ရေနံနဲ့သဘာဝဓာတ်ငွေ့အရင်းမြစ်တွေအလွန်ပေါများတဲ့နိုင်ငံတစ်နိုင်ငံသာဖြစ်ပါတယ်။ဒါကြောင့်တစ်ချိန်ကအာဖရိကမှာတဦးချင်းဝင်ငွေအမြင့်ဆုံးနိုင်ငံတွေထဲမှာပါဝင်ခဲ့ပူးပါတယ်ဒါပေမဲ့နိုင်ငံချမ်းသာတာနဲ့ပြည်သူတွေချမ်းသာတာဟာတစ်ထပ်သေးမကြခဲ့ပါဘူးအဲဒီလိုဖြစ်ရတဲ့အကြောင်းရင်းကိုသိဖို့တမိုင်းကိုနောက်ပြန်လှည့်ကြည့်ရပါမယ်1968ခုနှစ်မှာအီကွေတာနီယယ်ဂီနီဟာစပိန်နိုင်ငံထံကနေလွတ်လပ်ရေးရရှိခဲ့ပါတယ်။နိုင်ငံလွတ်လပ်လာတာဟာပြည်သူတွေအတွက်မျှော်လင့်ချက်အသစ်တစ်ခုဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အဲဒီမျှော်လင့်ချက်ဟာမကြာခင်မှာပဲအိမ်မက်ဆိုးတစ်ခုဖြစ်သွားခဲ့ပါတယ်။နိုင်ငံရဲ့ပထမဦးဆုံးသမ္မတဖရန်စီကိုမက်ဆီကနူကူမာဟာအာဏာရလာပြီးမကြာခင်မှာပဲအတိုက်ခံတွေကိုဖမ်းဆီးခဲ့ပါတယ်။ဝေဖန်သူတွေဆရာဝန်တွေအစိုးရဝန်ထမ်းတွေကိုပါရန်သူအဖြစ်သတ်မှတ်ခဲ့ပါတယ်။နိုင်ငံထဲမှာကြောက်ရွံ့မှုကနေ့စဉ်ဘဝရဲ့အစိတ်တစ်ပိုင်းတစ်ခုဖြစ်လာခဲ့ပါတယ်။လူထောင်ပေါင်းများစွာတပ်ဖြတ်ခံရပြီးလူအများပြားဟာအသက်ရှင်ဖို့အိမ်နီးချင်းနိုင်ငံတွေကိုထွက်ပြေးခဲ့ရပါတယ်အချို့တမိုင်းမှတ်တမ်းများအရနိုင်ငံလူဦးရေရဲ့တော်တော်များများဟာအဲ့ဒီကာလအတွင်းမှာနိုင်ငံကိုစွန့်ခွာခဲ့ရပါတယ်ဒါပေမဲ့ဒီဇလန်ဟာဒီမှာတင်မဆုံးသေးပါဘူး1989ခုနှစ်မှာတမတရဲ့တူဖြစ်သူထရိုရီတိုနိုအိုပီနန်နူကူဘာမာမပါဆိုကိုဟာစစ်အာဏာသိမ်းပြီးအာဏာကိုရယူလိုက်ပါတယ်ပြည်သူတွေကအချင်းကြီးပိုကောင်းလာမယ်လို့ညွှန်လင်းခဲ့ကြပါတယ်ဒါပေမဲ့အာဏာရှင်တယောက်ထွက်သွားပြီးနောက်ထပ်အာဏာရှင်တယောက်ရောက်လာတာပဲဖြစ်ခဲ့ပါတယ်ဒါပေမဲ့အီကွေတာနီယယ်ဂီနီမှာရေနံတွေရှိပြီးနောက်နိုင်ငံကချမ်းသာလာခဲ့ပေမဲ့ပြည်သူတွေဘာကြောင့်မချမ်းသာခဲ့တာလဲ1990ပြည့်လွန်နှစ်များမှာအီကွေတာနီယယ်ဂီနီရဲ့ကမ်းလွန်ပင်လယ်ပြင်မှာရေနံအရင်းမြစ်အများပြားရှာဖွေတွေ့ရှိခဲ့ပါတယ်ဒီတည်းဟာကမ္ဘာတဝန်းက
ရေနံကုမ္ပဏီတွေကိုစိတ်ဝင်စားစေခဲ့ပါတယ်အထူးသဖြင့် Exxon Mobil, Marathon Oil နဲ့ Chevron တို့လိုနိုင်ငံတကာကုမ္ပဏီကြီးတွေကဝင်ရောက်ရင်းနှီးမြှုပ်နှံခဲ့ကြပါတယ်ရေနံတင်ပို့မှုတွေတိုးလာတာနဲ့အမျှနိုင်ငံရဲ့စီးပွားရေးအားလည်းအလွန်အလင်းကြီးထွားလာခဲ့ပါတယ်။တစ်ချိန်ကအီကွေတာရီယန်ဂီနီဟာအာဖရိကမှာတဦးချင်းဝင်ငွေအမြင့်ဆုံးနိုင်ငံတွေထဲကနိုင်ငံအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။ဒါပေမဲ့ကိန်းဂဏန်းတွေလှပနေပေမဲ့လက်တွေ့ဘဝကတော့မတူပါဘူး။နိုင်ငံတော်ဝင်ငွေအများပြားဟာတာမန်ပြည်သူတွေစီမရောက်ပဲအာဏာရှိသူတချို့နဲ့သူတို့နဲ့နှီးစပ်တဲ့အုပ်စုတွေစီမှာသာစုစည်းနေတယ်လို့ဖွဲ့စည်းများကဝေဖန်ခဲ့ကြပါတယ်။မြို့တော်မာလာဘူမှာအဆောက်အဦအသစ်တွေလမ်းအသစ်တွေတည်ဆောက်လာပေမဲ့ကျေးလက်ဒေသအများပြားမှာတော့လျှက်စစ်မီးကျန်းမာရေးရှောက်ရှောက်မှုနဲ့အခြေခံပညာရေးလိုအခြေခံဝန်ဆောင်မှုတွေလုံလောက်စွာမရရှိသေးတဲ့နေရာတွေအများကြီးရှိနေတယ်ဖြစ်ပါတယ်။ဒါကြောင့်ရေနံပေါများတဲ့နိုင်ငံကဘာကြောင့်ပြည်သူအများစုမချမ်းသာတာလဲဆိုတဲ့မိကွန်းဟာကမ္ဘာတဝန်းမှာဆွေးနွေးစရာအကြောင်းအရာတစ်ခုဖြစ်လာခဲ့ပါတယ်။ရေနံတွေကနိုင်ငံကိုချမ်းသာစေခဲ့ပါတယ်။ဒါပေမဲ့နိုင်ငံရေးအာဏာကိုနှစ်ပေါင်းများစွာကင်ထားတဲ့ခေါင်းဆောင်တယောက်အပေါ်ကမ္ဘာကဘာကြောင့်ဝေဖန်နေကြတာလဲရေနံကြောင့်နိုင်ငံဝင်ငွေတိုးလာခဲ့ပေမဲ့တီအိုဒိုအိုပီယန်နျူကူအီမာအမ်ဘာဆိုကိုရဲ့အုပ်ချုပ်မှုပေါ်နိုင်ငံတကာရဲ့ဝေဖန်မှုတွေကတော့ဆက်ရှိနေကြပါတယ်နိုင်ငံတကာလူခွင့်ရေးအဖွဲ့အစည်းများဖြစ်တဲ့ Amnesty International နဲ့ Human Rights Watch တို့ဟာနိုင်ငံအတွင်းလွတ်လပ်စွာပြောဆိုခွင့်သတင်းမီဒီယာလွတ်လပ်ခွင့်နိုင်ငံရေးအတိုက်ခံတွေပေါ်ဖိအားပေးမှုတွေရှိနေတယ်လို့နှစ်ပေါင်းများစွာစီရင်ခံခဲ့ကြပါတယ်အစိုးရဘက်ကတော့ဒီဝေဖန်ချက်ကိုငြင်းဆိုခဲ့ပြီးနိုင်ငံတည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်တဲ့မူဝါဒတွေကိုသာဆောင်ရွက်နေတယ်လို့ပြောဆိုခဲ့ပါတယ်ဒီလိုအမြင်နှမျိုးကြားမှာအီကွေတာနီယန်ဂီနီဟာယနေ့အချိန်ထိနိုင်ငံတကာရဲ့စိတ်ဝင်စားမှုကိုရရှိနေသေးဖြစ်ပါတယ်ဟုတ်ကဲ့ပါထူးခြားတာကတော့တီအိုဒိုအိုပီယန်နျူကူအီမန်အမ်ဘာဆိုကိုဟာ1989ခုနှစ်ကလေးကအာဏာရလာခဲ့ပြီးကမ္ဘာပေါ်မှာအချိန်ကြာဆုံးအာဏာရနေတဲ့ခေါင်းဆောင်နိုင်ငံတွေကတဦးသတ်မှတ်ခံခဲ့ရပါတယ်နှစ်ပေါင်းများစွာအာဏာတည်မြဲနေပေမဲ့နိုင်ငံအနာဂတ်ဘယ်လိုဆက်ဖြစ်မလဲဆိုတာကခုချိန်ထိမေးခွန်းတစ်ခုရှိနေသေးပါဒါဆိုအီကွေတာနီယန်ဂီနီရဲ့တမိုင်းကကျွန်တော်တို့ကိုဘာသင်ခန်းစာပေးခဲ့သလဲအီကွေတာနီယန်ဂီနီရဲ့တမိုင်းကိုပြန်ကြည့်လိုက်ရင်တဘာဝအရင်းမြစ်ပေါ်များတာတစ်ခုတည်းနဲ့နိုင်ငံတနိုင်ငံဖွံ့ဖြိုးတိုးတက်လာဖို့မလာဘူးဆိုတာတွေ့ရပါတယ်။ရေနံတဘာဝတန်ငွေတစ်တော်နဲ့အခြားတဘာဝအရင်းမြစ်တွေရှိနေပေမဲ့အဲ့ဒီအရင်းမြစ်ကိုဘယ်လိုစီမံခန့်ခွဲတယ်လဲ။နိုင်ငံရဲ့အဖွဲ့အစည်းတွေဘယ်လောက်ခိုင်မာလဲ။ဥပဒေစိုးမိုးမှုရှိမရှိတာဝန်ယူမှုတာဝန်ခံမှုရှိမရှိဆိုတာတွေကပိုပြီးအရေးကြီးပါတယ်။နှစ်ပေါင်းများစွာအာဏာကိုလူတစုထဲမှာစုစည်းထားတဲ့အခါနိုင်ငံတနိုင်ငံရဲ့အနာဂတ်ဟာစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရနိုင်ပါတယ်။ဒါပေမဲ့
သမိုင်းဆိုတာတရားစီရင်ဖို့မဟုတ်ပါဘူးသမိုင်းကနေသင်ယူဖို့ဖြစ်ပါတယ်အီကွေတာနီယာဂီရဲ့ဖြစ်ရပ်တွေကနိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့စီတဘာဝအရေးမြစ်တစ်ခုတည်းမလုံလောက်ပဲကောင်းမွန်တဲ့အုပ်ချုပ်ရေးခိုင်မာတဲ့အဖွဲ့အစည်းတွေနဲ့ပြည်သူတွေရဲ့ယုံကြည်မှုတွေပါလိုအပ်တယ်ဆိုတဲ့အချက်ကိုသတိပေးနေပါတယ်ဒီနေ့တော့အာဖရိကတိုက်ကထူးခြားတဲ့နိုင်ငံတစ်နိုင်ငံရဲ့သမိုင်းကိုတူတူလေ့လာခဲ့ကြပါတယ်ဒီဗီဒီယိုကိုသဘောကျတယ်ဆိုရင် like လုပ်ပေးပါခုလိုကမ္ဘာသမိုင်းနိုင်ငံရေးနဲ့စိတ်ဝင်စားဖွယ်ကြောင်းရာတွေကိုဆက်လက်ကြည့်ရှုခြင်းနဲ့ဆိုရင် Daily Tech မြန်မာကို Subscribe လုပ်ဖို့မမေ့ပါနဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာ